လေးတယောက်ရဲ့အုံနောက်ကအသက်9နှစ်မတိုင်ခင်မှာ90ရာခိုင်နှုန်းအထိဖွံ့ဖြိုးတယ်ဆိုတာပြည့်မီတို့သိပြီလားဒီလိုမျိုးဖွံ့ဖြိုးတဲ့အချိန်ကိုထိထိမိမိနဲ့ပြောထောင်မှုအတွက်နီလန်ကောင်းရှိရဆိုရင်ရော Yes, this anchor draw a leader, slave ships, yeah, and then it's အိန္ဒိယနိုင်ငံအခြေဆိုင်နံပါတ်1 Holistic Brain Development School တစ်ခုဖြစ်တဲ့ Tikera မြန်မာဟာဆိုရင်တော့မူကြိုကျောင်းတစ်ခုမဟုတ်သလိုစာရီကြီးပဲသင်ပေးတဲ့ကျောင်းတစ်ခုလည်းမဟုတ်ပါဘူး ကလေးလေးတွေရဲ့ brain cells ထဲမှာရှိတဲ့ neurons တွေကိုပုံမချိတ်ဆက်နိုင်အောင်လို့နီးလန်းမှန်ကန်စွာနဲ့ input တွေကိုထည့်ပြီးပြောထောင်ပေးနေတဲ့အကြောင်းတစ်ခုပဲဖြစ်ပါတယ်။ဖေဖေမေတို့စိုးရင်နေကြသလိုမျိုး brain training လုပ်တယ်ဆိုတာကလေးတွေအတွက်စာကြက်ရသလိုမျိုးဖိအားတစ်ခုမဟုတ်တာကြောင့်သက်6လကနေစပြီးတော့တက်ရောက်နိုင်ပါတယ်ရှင်။လက်ရှိတက်ရောက်နေတဲ့ Tickle Genius လေးတွေအတွက်တော့ Tickle Right ဆိုတာဟာကျောင်းတက်နေရတယ်လို့တော့မခံစားရပဲ instructor တွေနဲ့ပေါ့ပ activity လေးတွေလုပ်ရင်အပျော်ဆုံး play date တစ်ခုကနေပြီးတော့သူတို့မှာရှိနေတဲ့ကိန်းအောင်နေတဲ့ပါရမီတွေကိုဖော်ထုတ်နေတဲ့နေရာတစ်ခုတစ်ခွဲဖြစ်နေပါတယ် 5, 6. ကလေးတယောက်ရဲ့ဉာဏ်ရည်ထက်မြက်မှုကပျော်ရွှင်မှုနဲ့စတင်ရမှာဖြစ်ပါတယ်ဖေဖေမေတို့ရေတနေ့အင်ဇာတွေဖိအားတွေနဲ့ကလေးငယ်ရဲ့ဘဝကိုမကုံဆုံးစေခြင်းနဲ့မိဘတိုင်းအတွက်ချစ်ကဲတော့ရှိမှာတော့ကလေးလေးတွေကိုဖိအားနဲ့အင်ဇာပေးတာမျိုးတွေမရှိပါဘူး။ဒါပေမဲ့စူးစမ်းကြည့်စိတ်တွေတီထွင်ဖန်တီးနိုင်စွမ်းနဲ့ပျော်ရွှင်မှုတွေကိုတော့အပြည့်အဝထည့်ပေးလိုက်ပါတယ်ရှင် So what are you gonna spell out? 이거도 아마 남들 찌라면 뭐? Yeah. Oh, not yet. ဒါကြောင့်တစ်ပတ်မှာတစ်ရက်မှာတစ်နာရီတဲ့တက်ရပေမဲ့ Tickle Genius တိုင်းကမမေရေကျောင်းကိုနေတိုင်းသွားကျင်နေဆိုပြီးတော့တကြီးပူစာနေကြတာဟာ Fun Learning Environment ဖြစ်တဲ့ Tickle Right ကပေးစွမ်းတဲ့ပျော်ရွှင်စရာသင်ခန်းစာတွေရဲ့ရလဒ်ပဲဖြစ်ပါတယ် Champion, Vivian, Mars, Outwit, Net, Union. ဒါကြောင့်ကိုကလေးဟာ Tickle Genius တယောက်အဖြစ်6လအတွင်းဂုဏ်ယူစွာနဲ့ပြောင်းလဲလာတာကိုပြည်မေတို့ကိုယ်တိုင်မြင်တွေ့ရမှာဖြစ်ပါတယ်ကလေးရဲ့သဘာဝအတိုင်းပျော်ရွှင်ရွှင်နဲ့ဉာဏ်ရည်ထက်မြက်လာစေဖို့ Tickle Right နဲ့အတူလက်တွဲဖို့အဆင်သင့်ပဲဆိုလို့ရှိရင်တော့အခုပဲ Ready TRM လို့ရေးခဲ့လိုက်ပါ